ကဲကျွန်တော်တို့အားလုံးပြင်ဆင်ပြီးပြီဘာနာရီခွဲပါတို့ထွက်ပါမယ်တောင်ကြီးဈေးထဲမှာကျွန်တော်တို့ရှက်ခောက်ဆွဲဆိုင်ကိုတွားပြီးတော့ရှက်ခောက်ဆွဲဆိုင်တော့ရှာအောင်ဘာနာရီခွဲပါထွက်ပါမယ်လေးရင်သွားပါโอเคကဲတော့မယ်ဗျကျွန်တော်တို့တညတာအိတ်ဆက်ခဲ့တဲ့တောင်ကြီးမြို့ကဘုရားကျောင်းပါကဲတော့မယ်ဗျာဆက်တော်ရတဲ့ရုပ်ကလေးပါတော်ကြီးโอเคဆက်သွားမယ်ဈေးထဲကိုโอเคမနက်ခင်းမြင်ကွင်းလေးပါတောင်ကြီးဈေးနာကိုသွားပါမယ်ရှမ်းခောက်ဆွဲဆိုင်ရှာပါမယ်ရှမ်းခောက်ဆွဲစားပါမယ်ဒီနေ့တော့ကဲစပ်တူကြတော့တောင်ကြီးမြို့ကအစင်းဆိုအစင်းကြီးပဲဗျအတက်တော့အတက်အကြီးပဲသူကမရဘူးတက်လိုက်ဆင်းလိုက်မရှိဘူးသူကဒီကြောင်းပဲသူကဒီကြောင်းစင်းဒီကြောင်းကိုအတက်ကြီးပဲဒီဆိုင်လေးကောင်းမယ်ဆက်တော့မလားရောစားလိုက်မယ်လေဟမ်မတူဘူးနေတက်တော့တက်တက်လွတ်တွေလားကြည့်လိုက်မယ်တော့ကြည့်မယ်ကဲရှမ်းခောက်ဆွဲဆိုင်လေးတွေ့လို့ပါကဲကဲရှမ်းခောက်ဆွဲတုတ်အချိုးနဲ့ပဲထက်လာခဏရည်နေတယ်မသိပုံမှန်တိုင်းပဲလုပ်ပြီစားလို့ကောင်းပုံမှန်ဟုတ်တယ်ရန်ကုန်ကဆိုတော့ဘယ်လိုစားရမသိဟုတ်ကဲ့စံစည်းပဲเนาะဒီမှာဟုတ်တယ်ရန်ကုန်မှာကျတော့အဖွဲတွေသုံးတော့လေဟုတ်ကဲ့ဓမ္မယိုကြီးပေးပါပါချိန်ပါမယ်ရှက်ခောက်ဆွဲဒါတက်တက်လွတ်ဆိုင်ဖြစ်သွားပါတယ်တက်တက်လွတ်စားပါပဲဝက်ခောက်ပါပါတယ်အထုပ်300ပါโอเคပါဆက်ဆွဲပါမယ်စားကြပါအောင်ဗျာကျွန်တော်တို့စားပြီးတော့ပြန်ထွက်ခွာလာပါပြီဆက်ပြီးတော့အဲ့မှာကျွန်တော်တို့ဗာရှာနေလဲဆိုတော့ gas ဘူးဖြည့်ရပါမယ်ကျွန်တော်တို့ gas ဘူးကုန်နေပါပြီအဲ့တော့ gas ဆိုင်ကိုရှာပါမယ်လက်ဖေးတိုင်းရှာပါမယ်စင်းမှာပဲရှိနိုင်ပါတယ်โอเคဒါမနေ့ကမရိုက်ပြလိုက်ရတဲ့ဈေးပါဆုံးရှိပါတယ်ဟာတော်ရီအောင်ပါတယ်ဟုတ်ရုံပါစေပါဒီပွိုင်ပါ
ချိန်တိုင်းဓမ္မတော်ဘုံမရှိမှာပြန်မရတော့ဘူးကွာခြေလုံးသွားတဲ့နေရဲ့ချိန်ဝင်များတောင်ကြီးအထွက်နာမြင်ကွင်းလေးတွေပါသက်ဆက်တော့သေးရုံပါဗျာဒီလိုလိုအောင်ရှိပါတယ်ဆက်ဆက်တော့သေးရုံမှာဂရေ900ကဲတောင်ကြီးမြို့အဝင်ကဆိုင်းဘုတ်ဖြစ်ပါတယ်တက်ဖို့ရိုက်ဖို့ပါကျန်းပြည်နယ်မြို့တော်တောင်ကြီးမြို့စုခင်းလေးကိုရိုက်ပြပါရယ်တော့ခုဆက်တာပါဤတောင်ကြီး view point ပါကဲဆက်သွားမယ်โอ้ต่อเอ้ยยิงไปเลยดีกว่าဒါအစင်းလမ်းမှာဘိုးဘပါတလမ်းမှာလမ်းစီပါအရင်ပြေးပါတယ်အော်ဘေးဘက်ညာလေးလည်းကြည့်ဦးဟိုမှာလှတယ်လာပါโอเคရေကိုလေးတွေရှိပါတယ်ဟိုဒါโอเคပါတယ် โอเคပါတယ်ကပါမယ်နော်တန်ငယ်ပါမယ်မင်္ဂလာပါ
ဒါပါတယ် โอ้สาวนั่นล่ะปนัยยังไหมစင်းလေးတွေပါ အေးဒါကိုရောက်ပါတော့မယ်ခဏ view လေးမိုက်လို့ခဏရပ်ပါတယ်အေးဒါရရောက်ရင်ရက်ဆိုင်ရှားပါမယ်တပည့်တောက်ပါမယ်ဆက်သွားပါမယ်โอเคသွားလိုက်ရအောင်ဗျာလုံးယူစကားနဲ့ပြောရင်တော့သွားလိုက်ရအောင်ကိုပုတ်တေးဒါပါတယ်ဟောကိုကျေးဇူးပါခေါက်ဦးပါကြီးကြိုက်ရှိမယ် gas ချေကိုသွားနေပါပြီဒီနားမှာလို့ပြောပါတယ်ဟုတ်ကဲ့ပါရောက်ပါပြီဟုတ်ပါရဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ဒီနေ့တက်တယ်ကျောင်းလေးတိုင်ရရဟုတ်ပါရဲ့အဲ့ဒီကတော့ဒီလေးရှိကောင်းလေတပူတော့ကျန်သေးတယ်ဒါမှဖြည့်ထားမှရအောင်ဖြည့်ထားကုန်းသုံးတိုင်းဘာဝင်ချင်း ကျေးဇူးပါ ဒီလိုများကျင်ပါဘာဝင်ကြတ िश ူးပါတော့မထိတ်ပြော ပါတယ် တော့လာတယ်ဟုတ်တယ်သွားလိုက်အောင် ဟုတ်ကဲ့ဘယ်မှာလဲ ထိုင်မယ်ဟုတ်ပါဘူးကတ်ကူးလေးရခဲ့ပါပြီကျွန်တော်တိတ်စိုးရကြမရှိတော့ပါဘူးဆက်သွားပါပဲဟိုဘကားဝင်းမှာဒီတာရကားဝင်းမှာကောင်းမယ်နည်းနည်းလေး
ဆိုင်ကလက်ဖေးဆိုင်ပြေးလေးပေါ့နော်လို့ကြီးတွေတော့လည်းမထိုင်ရင်ဘူးဒါပြေးလေးစာပြီးထိုင်ပါမယ်โอเคပါ40ပိုလေးโอเคဒီတရားကောက်ရစို့ပါသွားနေပါလေဘေးဆိုင်တိတိလေးထိုင်ပါမယ်တွန်းသစ္စာကဖေးโอเคရလားဒီဆိုင်လေးမှာပရီမီယာပေါ်စိတ်စိုးစိတ်နဲ့သမူလာကိုဆွဲနေပါပြီ8:53ပါโอเคတောက်ကြပါအောင်စားကြပါအောင်ခင်ဗျာအားလုံး ready ဖြစ်ပြီဆိုတော့လက်ဖေးဆိုင်ကနေကျွန်တော်တို့ဆက်သွားပါမယ်လက်ဖေးတစ်ခွက်တစ်ထောင်ပါဒီမှာအားလုံးစမူစာလေးစားလိုက်တော့အားလုံး4000ပို့ပါအားလုံးလည်းကောင်းပါတယ်ကိုင်းရလည်းဝယ်ပြီးသွားပြီဆိုတော့ဆက်ပဲဗျာဘယ်ထိရောက်မလဲတော့လောစင်မသိသေးဘူးအောင်မန်းကနေလမ်းခွဲမလားဟဲဟိုကနေခွဲရမှာမသိဘူးပေါ့နော်အဲ့မှာဒေသခံတွေတစ်ချက်တော့မေးကြည့်အောင်ပါပေါ့โอเคဆက်မယ်ပြေးလေးပဲရလေးပဲ ရွှေညောင်ဈေးဖြစ်ပါတယ်ဗျာရွှေညောင်မြို့ရောက်ပါပြီရွှေညောင်မြို့ထဲမှာထင်ပါတယ်စိုင်းဘုတ်တော့မတွေ့သေးပါဘူးတောင်ကြီးမြို့နယ်ရွှေညောင်ပါဆက်သွားမယ်ညတော့9:20ပါဒါပေမဲ့မိုးကြီးအုပ်နေပါတယ်ဗျာဒီပါမိုးအုပ်နေပါတယ်အုပ်တော့နည်းနည်းပိုအေးပါတယ်ဗျာအေးလုံးတက်ဝတ်ထားပါတယ်ဒီတိုက်ပါတယ်တော့ကြောက်အစင်းကြီးပါပဲစီးရတော့မကြခဏတွတ်ကြတာပေါ့နော်ကျွန်တော်တို့ချီတော့ချီထားရတာနဲ့အဲ့ဒီဘာကြလဲတော့မေးကြည့်အောင်မယ်ဘာကြဝါနောင်မီဒီပါဆက်သွားโอเคကျွန်တော်အစ်ဖြစ်သွားတဲ့ကိုထက်တယောက်ပါတော့ဟိုပိုင်းသွားခ
ခံစားမှုတွေလည်းပြောအောင် ခံစားမှုကစောင်းရောတီးရောစောင်းရောကောင်းသွားပြီဖြစ်တော့ခံစားမှု ဖြစ်တော့စောင်းရဲနဲ့ခံစားရတယ်ကောင်းတော့စောင်းရဲကိုပြီးတဲ့စီသွားပြီ ဒီစောက်ရဲတွေများကွာโอเคဆက်သွားပြီ ဟုတ်ပြီ ညောင်ရွှေကို9မိုင်မှာအင်းလေးကံကိုဒီလမ်းသွားပါမယ်သူကရွှေညောင်မှာပြေပါလာမိတ်ဆက်ပါတယ်ကျွန်တော်တို့စပိန်သမားတွေတွေ့တော့လက်ဖေးလိုက်တိုက်မယ်တဲ့โอเคအခုနေလက်ဖေးတောက်လာတာကိုကြီးလိုက်စားပါဟာဘယ်နာတော့ဟုတ်ပြီလိုက်ရဗျာအဲ့ဒါနော်ကျေးဇူးပါကိုကြီးဟုတ်ပြီဖြည်းသွားကိုကြီးဟုတ်လိုက်ခဲ့မယ်โอเคမဟုတ်စားပါဗျာဟုတ်ကျွေးပဲဗျာလက်ဖေးတောက်ပြီးသွားရင်လေโอเคနေနဲ့ဂုံးစင်းလိုက်အောင်ပဲနော်ဒါတွေလည်းဂုံးစင်းတော့ကလည်းဂုံးစင်အောင်ပေါ့ဗျာအနနာနေပေါ့โอเคကောင်းပါလေနေလိုက်ပါဟုတ်တယ်ဒီမှာတောင်ကြီးဆင်းနေရတော့တောင်ကြီးကနေဘုံတော့တော့ကိုကြီးကတောင်ကြီးကတော့သွားဖို့ကလေဘုံတော့ပေါ့သူသိကျင်တာအဲဘွားနေလဲခွေးစင်ပြီးတော့လာအောင်မန်းနေခွေးရအဲဘွားနေသွားလိုက်တော့လမ်းတော့တာရဲ့လားလမ်းတာအဲဘွားနေဒီဘွားနေခွေးထွက်လာတော့လာဟောပြောအဲ့မှာလမ်းစုံရှိတယ်လမ်းစုံတော့အဲ့မှာရောက်လာတော့အဲ့တော့ဟုတ်တော့ဟိုဘက်ကဆိုရင်ဝေးပြန်တော့ဝေးကြီးပြန်ပတ်မယ်အနေထားလေးတွေ့လို့ ဘယ်ဆရာကြီးတို့ဘာတော့မလဲ ဟုတ်ကဘုံကြီးပါရတယ် ဘုံကနန်းကြီးတို့ခေါက်ဆွဲတို့ ပရီးမီးယားပေးပါ အားရတာဗောအဲ့ဒါကြီးပဲအီးရပေါ့ ။အင်းလင်းပါဆိုတော့အများကြီးလည်းမစားရ ရန်ကုန်ကနေလာတာဆိုရင် ဟုတ်တော့ရန်ကုန်ကနေဟော ။တောင်ကြီးရောက်ပြီတောင်ကြီး လာပါရလာက လက်ခုတ်ရမယ်ဘဲလိ ပဲလေးဒီဘက်ပြည့်တယ် ဘဲလိ အမို့တစ်ဖိတ်လည်းတော့တယ်တုံးတော့လည်းတော့တယ်တော့ဒါလည်းရန်ကုန်ပါလိုက်မယ်ပြောက်ွက်ဒါလည်းရန်ကုန်ဆိုင်ဘုံစားပြီးပေါ်သိတစ်ခွက်ပြီး ဟောဒီပေါ်စိမ့်တစ်ခွက်လက်ခုတ်ပါ ကျွန်တော်ပရီးမီးယားတစ် ပ ဖ ရီ က် မီယာပဲ ဘုံကားရရတယ် ။ဟုတ်ကဲ့ ဘုံကနန်းကြီးတို့ ။ငါစီရမှာဆိုတော့ ဟုတ်တော့ကိုကြီးကဒီတာဒီအရှိတော့ကျွန်တော်လည်းအပြောနေတော့အဖွဲရောရှိတယ်ချွေတော်ကို ဟလာဒီနောက်စီးနိုင်လား။နောက်စီးနိုင်လား ဟာဒါတော့မှဒီအဝေးတော့အောင်မလားပါရောက်သေးတယ်အချက်အလုံးကလည်းမာလို့ ။ဒါပေါ့မန်လေးလေးဒီဟာတွေကဒီမွေးစီးပွားရေးကျမ်းပါသူ့ဟာလူအတင်းသွားလေ။လက်ပတ်နိုင်ပါ အဲ့ဒီနဲ့ရွှေညောင်ကအကိုနဲ့ကျေးဇူးအများကြီးတင်ပါတယ် ။ဟုတ်ကဲ့ ဟုတ်လားဖေဖုန်းဆက်တော့ဟုတ်ကဲ့ပါဘုန်းကြီးပေါ့ ။ခွင့်ပြုပါဦးဗျာ။ခွင့်ပြုနော်။ စတော်ဘယ်ရီသီးတွေပါညောင်ရွှေဆိုင်ဖို့ပါရွှေညောင်ဆိုင်ဖို့ပါ
ဘယ်ရီချင်းတွေကိုကြည့်တာလားစတော်ဘယ်ရီရောင်းတဲ့ကောင်မလေးတွေကိုကြည့်တာလားမသိခွဲပါဘူးတိုက်ထားပါတယ်ကျမ်းမာလေးတွေပါရွှေညောင်အတွက်မြင်ကွင်းလေးတွေပါတိုးဂိတ်နားမှာပါမိုးအုပ်နေပါတယ်10 နာရီ 9 မိနစ်ပါစီးလာခဲ့တာ20ဖြစ်ပါပြီ20ရှိပါပြီအတက်ကလေးတွေပါလာတော့အိမ်ချွတ်လိုက်ရပါပြီပူလာပါပြီโอเคရသည်ဥတော့အေးပါတယ်အိမ်ကအရန်ထူနေတော့နှောင်ပြီးတော့ပူနေတာပေါ့နော်ချွတ်လိုက်ပါပြီသဘောလေးတက်ပါပြီတလင်းရင်းစီပါပဲဗျာโอเคဆက်သွားမယ်ဒီနေ့ရတယ်လည်းတော့တက်တယ်ဒီနေ့ကားလေးလာပြီးတော့ဒီနေ့ပြန်တက်တောင်မော်တက်ဖို့အကျော်အရင်ရှော့နေကြတာပါဗျာ တက်လာခဲ့ပြီးသွားပြီ တလာခဲ့တော့တက်တော့တက်ဘူးထပ်တက်ရမယ်လမ်းကြောင်းအခြေအနေကတော့ကြောရှော့မှအခြေအနေအဆင်ပြေပါပါ တ
ခေါက်တော့နားပြီးစက်တက်နေပါပြီစက်တက်နေပါပြီဒီလိုရှိပါရဲ့အချိန်ကြီးကတော့ကဲဒါလမ်းပိုင်းတစ်ခုရောက်ပါပြီအားသလားလဲစကြည့်အောင်ဗျာတော့ဒီနေရာဒီထားမှာဒီထားလမ်းမှာတော့တဲ့နေရာဒီထားရဲ့ ဝတ်တန္တရာဒါဒီလားဇလုံးထဲမှာပါ โอเค ချင်းနေလေး စက်နိုင်ထိုးပါတော့မယ်20ခွန်ပဲရောက်ပါသေးတယ်ဆက်သွားမယ်ဗျာဆိုင်ရောလိတ်စင်းနေဆိုင်ရောလိတ်စင်းနေဘလုံးမဂုံရတော့ရှိရှိကုထုံးတော့တတ်သွားပြီဆိုင်ရလုံးဝပြန်လိတ်စင်းသွားတယ်ဒီလေးတော့မောနေပါပြီကိုနေကားကြီးကမနေရုံးရတဲ့လမ်းကြီးပါဘုံတက်ကားမတွန်းချင်လဲတွန်းရမှာပါမောရဗျာကဲheavy တက် heavy ကျွန်တော်ဒီထိတက်လာခဲ့ရဗျာဒီထိတ်လားလောက်ရောက်ပါပဲနားလိုက်တော့တယ်နောက်က2ယောက်ကတော့တွန်းလာပါပြီဟာအဲ့မှာမတက်နိုင်ရင်တော့တွန်းရတော့ပါပဲပြန်စလို့မရဘူးဗျအဲ့နေโอเคပါဆောင်းလိုက်ပါဦးမယ်ရောက်လာခဲ့ပါပြီရောက်လာခဲ့ပါပြီဘယ်လိုလဲဖြစ်ဖြစ်လိတ်စင်းသွားတယ်ဒီလမ်းကြီးတော့ကိုနေကားတော့အီးနဲ့
မငိုပါနဲ့လေးလေးရဲ့မငိုပါနဲ့ မရတော့ကိုချုံကိုသုံးနဲ့တက်လာပါလေလူ 6ကိုတောင်တော်တော်တွန်းယူရတယ်လမ်းရတော်တော် ကိုချုံကိုသုံးတော့ဝိုင်းကြီးနဲ့တက်လာဝမ်းကြီးအရင် โอเคခဏနားမယ်ပြင်ဆက်သွားမယ်ဗျာ ဟေး အချိန်ကတော့17နာရီနဲ့6မိနစ်ပါ28ရှိပါပြီโอเคပါကဲဆက်ထွက်လာပါပြီအစင်းတလန်းအတက်တလန်းလမ်းခွဲတဲ့နေရာလေးပါဒီနေရာလေးပါကဲဆက်သွားမယ်ဗျာဘယ်ရမယ်ဘယ်ရမယ်ဟိုဟဲဟိုဟဲဟိုရောက်ပါပြီဟိုဟဲဟဲဟိုရောက်ပါပြီโอเคပါဟိုဟဲတော့ဖြစ်နေပါပြီဟဲဟိုမှာတော့ဟိုဟဲဖြစ်သွားပါပြီတဲ့โอเคရိုက်မယ် ဒီမှာမထောင်နိုင်ဘူးဒီဟောတော့မဆိုင်စီဆက်နေပါဦးမယ်ကျွန်တော်တို့ဟဲဟိုမြို့ထဲဝင်မယ်ပြီးရင်ဟဲဟိုကနေပင်းတရလမ်းဘက်ကိုလိုက်ပါမယ်ဟဲဟိုမြို့အဝင်ကတော့လှနေပါပြီဆင်းရလို့ပါ ကဲမမရဲ့မောင်လေးဖြစ်ပါတယ် ဟဲဟိုမြို့ပါဆိုင်းဘုတ်လေးပါ တရားလည်းရှိမယ်အားမရှိတော့ပါရှိတယ်ဟာနောက်ကားပါရနော်မှာတော့ဒီမှာတောင်ပေါ်မှာဇေဒီလေးတစုတွေ့ပါတယ်ရိုက်ပြပေးပါတယ်တောင်ပေါ်ပါရောင်းမှုပြုတ်တွေရောင်းပါတယ်ဒီနားဝင်းချင်းမှာโอเคဒီမှာဗျာရှော့တာဘောဆိုင်အောင်မန်းကလောကျွန်တော်တို့မြို့ဝင်ကန်ဒီနားမှာဒီမှာဘောဆိုင်သူ့ဆိုတဲ့19မိုင်သူ့ဆိုတဲ့ဘက်ကိုလိုက်ရပါမယ်ဆက်သွားပါမယ်ဒီပွိုင်လေးရှိပါတယ်ညနေကိုဝင်ပါမယ်ဒီဘက်သွားတဲ့လမ်းကတော့ကားတွေတော်တော်ရှင်းပါတယ်သွားလာရှင်းပါတယ်မြင်ကွင်းတွေကတော့ဒီလိုမျိုးရှိပါတယ်ဟုတ်ကဲ့ပင်းတရားဘက်ကိုသွားနေတာပါဟဲဟိုကနေရာသီဥတုကြီးကတော့မိုးအုံနေပါတယ်ခင်ဗျာနင်းကောင်းပါတယ်ခင်ဗျာလမ်းလည်းကောင်းပါတယ်ရှင်သွားရင်လာလည်းရှင်းပါတယ်အတက်ဆင်းလည်းမျှပါတယ်တက်သွားမယ်လေးလေသာတော့မစားသေးဘူးပေါ့နော်ဘယ်လိုစီစဉ်ရမလဲမသိသေးပါဘူးရှေ့မှာအချိန်ကတော့17:53ပါကဲပါမယ်ဗျာအိမ်လေးလှလို့ပါမလေး
ပန်းကြံလေးနဲ့အိမ်လေးပါဗျာကဲနေ့လယ်စာအတွက်ရှေ့မှာတွေးမဲ့ရွာလေးမှာချိန်ကြည့်ပါမယ်စံကြံပါသေးတယ်ဒီရောကတော့မရှိပါဘူး6ချမ်းရှိပါသေးတယ်ဘယ်ဆိုင်တွေတွေ့ပြီးတော့ဘလို့ရင်စားရင်ကောင်းမလဲစီစဉ်ပါမယ်ဗျာဆက်သွားမယ်လမ်းကြောင်းကတော့ဒီလိုလေးရှိပါတယ်နောက်ကဘိုက်ကားတွေချင်းနေရတယ်ဒီလိုရှိပါတယ် လိုင်းပါတယ်နဲလဲပတ်မလဲပြန်တိုက်ရပါတယ် โอเค12နာရီ4မိနစ်38ရာကျန်နေလာရေးတဲ့အားရှိတော့ဦးတဲ့နေဝင်တော့သွားပြီနော်ဒီလိုင်းရာတဲကုန်းမှာဒီလိုင်းဆိုရင်ဒါလေရတဲ့တိုးနေရလဲပူရေရလည်းမရှိလိုင်းလာမယ်ဘာရောက်လဲမသိဘူးဟောပြားကြီးဟောပြရဲတဲ့ဘာသာလဲမသိဟမ်ကင်လိုက်ရင်ဒုတ်လေးထိုးပြီးတော့အလဲဆိုတော့ဘာမှမဆွေးတော့ဘူးဒီတိုင်းဖိုင်လဲချလိုက်ဟုတ်တယ်အာလမ်းလျှောက်လို့မရဝင်းနေလို့ရ ပြတ်တာပါ ကြတော့ပါ ငါပင်းလေးရသူပဲယူရတော့မယ်ဟုတ်ကဲ့ ဒီကလေးတစ်ခုတွေ့လို့ကျွန်တော်တို့ရှိတာလေးစားလိုက်ပါတော့မယ်ရွာဘယ်စီနေမှမသိဘူးချိန်နေတဲ့နောက်ကျနေပြီဆိုတော့ဟာဒုံနော်တကကြည့်ရရော့နားပါပြီဆန်စားပြီးတော့စားလိုက်ပါဦးမယ် လူလုံးနေရာရောက်မှာပြောင်း